ယူနဲ့ကြီးအတွက်ကိုခါတိုင်းပေါ့နော်ရိုးရိုးဝတ်တာချက်ပဲချက်ကျွေးနေကြပေါ့နော်အခုတစ်ခါမှာတော့တမူထူးခြားတော့အောင်လို့ဝတ်သားမျိုးချက်ကလေးချက်ကျွေးဖြစ်ပါတယ်ဟိုကတော့ကျွန်မကပို့ပြီးတော့စားကောင်းနေသုံးထပ်သားလေးဒီကိုပဲပေါ့နော်အခုလိုမျိုးအနီတော်လေးသုံးထားပြီးမယ်ပြီးတော့ရေသေးချတက်ဆင်ထားပြီးလိုက်မယ်ပေါ့နော်စားလေးတွေရေစေးထားပြီးပြီဆိုရင်ကတော့အရန်အတွဲစားချုံမုံရကြညွတ်လေးရထည့်ပြီးတော့တေချာလေးသမတ်ပေါအောင်လို့ညှက်ထားပြီးလိုက်ပါမယ်ပြီးတော့ရင်ကတော့ဒီချက်တုံဖြူချက်တုံနီးချင်းစနေမအယောင်တင်မုံတို့ပေါ့နော်အခုလိုမျိုးလေးစီတက်ထားပြီးလိုက်ပါမယ်စီကိုကြကြလေးတက်ပြီးတော့ရင်ကတော့အရန်နဲ့ချားတဲ့သုံးထပ်သားလေးဒီထည့်ပြီးတော့တေချာလေးနဲ့ဆက်တော့အောင်လည်းပေါ့နော်ဒီအိုးလေးနဲ့ချက်မှာဆိုရင်လည်းကျွန်မကဒီမြေအိုးထဲမှာအဲ့လိုမျိုးစီမတက်ဖဲနဲ့ဒီလိုမျိုးအိုးတက်တက်နဲ့ပေါ့နော်အခုလိုမျိုးလေးစီတက်တယ်ပြီးတဲ့ခါကျမှဒီမြေအိုးလေးပေါ်ကအခုလိုမျိုးလောင်းထည့်ပြီးတော့ကျွန်မကနက်မှာပေါ့နော်အခုလိုမြေအိုးလေးတွေကကျတော့ကျွန်မပထမဆုံးချက်ပူတာပေါ့နော်ပြီးတော့ရင်တော့ကျွန်မကချက်တုံဦးအလုံးလိုက်လေးတွေကိုလည်းထည့်လိုက်ပါသေးတယ်ပြီးရင်တော့တေချာလေးနဲ့ဆက်တော့အောင်လို့အခုလိုမျိုးလေးမေးပေးပါမယ်ပြီးတော့ရင်အသားလေးတွေနူဣသွားအောင်လို့ကျွန်မကရေနွေးလေးထည့်မယ်ပေါ့နော်မြေအိုးကရေအေးချက်ရင်ကွက်ရက်တယ်ဆိုလို့ကျွန်မကရေနွေးလေးပဲထည့်မယ်ပေါ့နော်မြေအိုးလေးနဲ့ချက်တာကလေတခါတည်းတန်းချက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်မကအပြင်မှာအိုးကျင့်လိုက်သေးတယ်ပေါ့နော်အိုးကျင့်ပြီးမှအခုလိုမျိုးလေးချက်တာဖြစ်ပါတယ်ဒီနည်းနည်းချက်ထားလိုက်တာဆိုလို့ရှိရင်အခုဝတ်သားလေးတွေလည်းချက်ပြီးပေါ့နော်ကဲဒါဆိုရင်ကတော့အယူနက်ကြီးအတွက်စီပြန်ဟင်းမဟုတ်တဲ့စီလေရေလေလေးချက်ထားတဲ့ဝတ်တာမျိုးချက်ကလေးရပါပြီရှင်